Noha, mi crea de sura mayone duya. Yeongi, de sura the game she qua. Me am sure pyo, me a jomuluna. Melung and joga, a jombu, we may on chinsamade. Jono say them, they take Sheila Sure Tania Wulare. They chowde Sure Triale, a yenaima. I ain't got your pinani, your pima, your daddy dware, de lama, shiniraba. Inga nera pinha, kita inga. Luminera, Jabi Sure, Lidian Donate. Go didi, chini doma, do not know, a tanjara yare. Hold it. Ingami, Lare Adanya, he on lower man, so we something like that. How? Your iron, Jislan Sava, Rumere Senate Winjinawa, Juno a Mati Arkuba. Erichinoa, Juno Sene Winjinova Shume. Juno Yama, John Mashiro, you ought to be John Tafiare. Erichin Asabi, Bowae, Tuijon Tine, Yensan Yare. A Turupian, Diselangaro, Juno the Beroma Mirumiare, Tuichumba.
ဘူးဒီလိုနဲ့နွေရာသီကျုံးပိရက်ကိုရောက်လာခဲ့ပါတယ်ကျွန်တော်ရွာကိုပြန်ရောက်တော့အရင်လိုပါပဲစစချင်းရက်ပိုင်းလေးတော့အဲ့ဒီအင်္ဂက်စီကိုကျွန်တော်မတော်ဖြစ်သေးပါဘူးအဲ့ဒီအိမ်ကရှိနေတော့ပဲလို့ကျွန်တော်ကြားထားတယ်။ရဲချောက်တယ်ဆိုတဲ့သတင်းကလည်းအရင်တိုင်းမှာပဲကျွန်တော်အင်္ဂက်စီကိုမတော်ဖြစ်ခဲ့တာလည်းကျွန်တော်ဦးလေးကမြို့ပေါ်တက်ပြီးရေခဲလိုက်ရောင်းနေလို့ဦးလေးကမလုပ်စရာမရှိဘူးမလားငါ့ကိုရေခဲကူရောင်းနေငါမြောင်မုံဖို့ပေးမယ်လို့ပြောတော့ကျွန်တော်လည်းမုံဖို့လူချင်တာနဲ့လိုက်သွားခဲ့တယ်။အဲ့ဒီလိုနဲ့နေတိုင်းလိုရေခဲရောင်းပြီးအပြန်ဆိုရင်ရွာကိုရဲရောက်တဲ့အချိန်ကမုံစားပြုတ်နေပြီ။ဒါကြောင့်အဲ့ဒီအိမ်ကိုမရောက်ဖြစ်သေးတာပါ။စိတ်ထဲမှာတော့တကယ်လို့ရောင်းကောင်းတဲ့နေ့ငါစောစောပြန်ရောက်တဲ့နေ့ငါအဲ့ဒီအိမ်ကိုတွားကြည့်အောင်မယ်။အချိန်လေးလေးတွားလိုက်လာအောင်မယ်လို့တွေးရခဲ့တယ်။ဒီလိုနဲ့တနေ့မှာရောင်းကောင်းတဲ့နေ့ရောက်လာခဲ့တယ်။ကျွန်တော်နဲ့ဦးလေးမြေရောက်သားရွာကိုစောစောပြန်ရောက်ခဲ့ကြတယ်ကျွန်တော်လည်းအိမ်ကိုပြန်ရောက်တော့အိမ်မှာဘယ်သူမှမရှိဘူးအဘရောအမေပါမရှိဘူးအဲ့ဒါနဲ့ကျွန်တော်အဲ့ဒီအိမ်စီကိုခြေဦးလိုက်တော့တယ်အဲ့ဒီအိမ်ကရွာပြင်နာနီးပြီးရွာသားတွေလေတွေတွားလိုက်လမ်းမှာရှိနေတာအဝေးကနေတော့လမ်းမြင်နေရပြီးအိမ်ကမရှိတော့ကဆိုအတော်ကောင်းတဲ့အိမ်ပဲဗျကျွန်တော်အိမ်ရှိတီတွားပြီးကြီးဖို့ဆုံးဖြတ်လိုက်တယ်။အိမ်ကလည်းလဲနဲ့နီးနီးလေးပါကျွန်တော်ချန်ဝန်းနဲ့တော့ဝင်မသွားပါဘူး။အိမ်ကနှစ်ထပ်ပြင်ထောင်တစ်သားအိမ်ပြလူမနေတာကြားပြီးဆိုတဲ့အရေးယုံတွင်းနေပေါ့အိမ်နောက်ဘေးမှာလည်းရေကန်တကန်ရှိတယ်ဗျ။ကျွန်တော်ကိုတီချိနေတော့မှပဲကျွန်တော်နားထဲမှာတန်တက်တဲ့တစ်ခုကိုကြားလိုက်ရတယ်။အချုပ်ဆက်နဲ့အဝတ်ချုပ်နေတဲ့အတန်ပြကျွန်တော်တေချာနားဆွကြည့်လိုက်တယ်ဟုတ်တယ်အင်းစီကနေလာတဲ့အတန်ပြကျွန်တော်အတေချာကိုကြားလိုက်ရတယ်ဒီနားတော့ဝိုင်းမှာလေတွေတပြင်းတွေခြုံတွေပဲရှိတာဒီလိုနေရာမှာဘယ်သူကအဝတ်လာချုံနေမှလဲကျွန်တော်ကို့အသွေးတွေကိုဖြစ်နေတော့မှပဲမိုးဟာရွာစားပြုတ်လာပြီမိုးအုံလာပြီကျွန်တော်ကိုဒီနေ့တော့ဒီလောက်ပေါ့လို့ပြောလိုက်ပြီးပြန်ဖို့လှုပ်လိုက်တယ်အဲ့ဒီချိန်မှာပဲအင်္ဂလိပ်စီကိုတစ်ချက်လမ်းကြည့်လိုက်တော့သတင်းပေါက်မှာကောင်မလေးတယောက်ရဲ့အရေးကိုလမ်းမြင်လိုက်ရတယ်ကျွန်တော်လည်းအများကြီးမတွေးတော့ပဲအိမ်ကိုပဲပြန်ခဲ့လိုက်ရတယ်အဲ့ဒီညကျွန်တော်အိမ်မပြောခဲ့ဘူးကျွန်တော်အတွေးထဲမှာတိုက်ခိုက်နေတယ်တွေးဟာဖြစ်နေတယ်လူတွေပြောတဲ့တရေဆိုတာဒါလားပေါ့လူတွေဖြစ်နိုင်တာပဲအဲ့ဒီကောင်မလေးရဘလူတဲ့အဲ့ဒီနေရာမှာဘာလုပ်နေရလဲဆိုတော့ငါသိအောင်တော့ရမယ်ဆိုပြီးကျွန်တော်ဆုံးဖြတ်လိုက်ပါတော့တယ်